အားလုံးပဲမင်္ဂလာပါကဲဒီကနေ့ရှင်းလင်းတင်ပြချက်လေးမှာတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းသလိုကျွန်တော်တို့ရဲ့ဦးနောက်အလုပ်လုပ်ပုံကိုပါအခြေခံကစပြီးပြောင်းလဲပစ်နေတဲ့ဒီနေ့ခေတ်ရဲ့ထူးခြားတဲ့ဖြစ်စဉ်တကူအကြောင်းကိုအထူးတူလေ့လာကြည့်ကြပါမယ်ဒီအကြောင်းအရာကိုအပိုင်း၅ပိုင်းခွဲပြောတော့ပါမယ် Digital Amnesia ဆိုတာပါလေဦးနောက်အပေါ်ဘယ်လိုတက်ရောက်မှုရှိနေလဲမညံပိုကောင်းအောင်ဘယ်လိုလုပ်ဆောင်ရမလဲဘာတွေရှောင်ကျဉ်ရမလဲနောက်ဆုံးအနေနဲ့ကိုဘယ်လိုပြင်လဲသုံးသပ်မလဲဆိုတာတွေကိုအစဉ်လိုက်လေ့လာသွားကြပါမယ်ကဲပထမဆုံးအပိုင်းဆက်အနေနဲ့ Digital Amnesia ဆိုတာဘာလဲဆိုတာကိုဆက်ကြည့်ကြရအောင်ပါအလွယ်ဆုံးပြောရရင်တော့ဗျာကိုယ်တိုင်မှတ်သားထားမယ့်အချက်လက်တွေကိုစက်ပြီး CDC လွှဲပြောင်းပေးလိုက်တဲ့အခါဦးနောက်ကသဘောအတိုင်းမှတ်သားခြင်းနဲ့စိတ်ဆန္ဒရပ်တန့်သွားတာကိုဆိုလိုတာပါစဉ်းစားကြည့်ပါဖုန်းနဲ့ကွန်ပျူတာတွေနဲ့အင်တာနက်ပေါ်မှာအလွယ်တကူရှာလို့ရနေတော့ဦးနောက်ကကိုယ်တိုင်မှတ်ဖို့ကြိုးစားတော့ဘူးလေအဲ့ဒီလိုအပြည့်အဝမိခိုသွားတဲ့အခြေအနေကို Digital Amnesia လို့ခေါ်တာပဲဖြစ်ပါတယ်။မှတ်ဉာဏ်တွေကိုဒီလိုလွှဲပြောင်းပေးလိုက်တဲ့အခါကိုယ်ပိုင်စိတ်ထဲမှာတေးချခိုင်ခန့်အောင်မမှတ်ထားမိတော့ဘူးလေ။အဲ့ဒီအခါကျွန်ုပ်တို့ရဲ့အတွေးတွေမှတ်ဉာဏ်တွေဟာရေစီးကြောင်းထဲမျောပါသွားသလိုပဲဘလောက်တောင်လွယ်လွယ်ကူကူပျောက်ကွယ်သွားနိုင်တယ်လဲဆိုတာကိုအားလုံးပဲသတိပြုမိကြမှာပါ။ဒါဆိုရင်ဒီဖြစ်စဉ်ကဦးနှုတ်အပေါ်ဘယ်လိုတက်ရောက်မှုရှိနေလဲဆိုတာကိုအပိုင်းနဲ့အနေနဲ့ဆက်ကြည့်လိုက်ကြရအောင်။ဒီချက်တွေကိုကြည့်လိုက်ရင်သိမြင်နိုင်စွမ်းကြားဆင်းလာပုံကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။အထူးကအချက်၄ချက်ရှိပါတယ်။ပထမဆုံးကအခြေခံဖုန်းနံပါတ်တွေနေဆွဲတွေကိုတောင်မေ့လာတဲ့အထိမှတ်ဉာဏ်တွေအားနည်းလာပါတယ်။နောက်တစ်ခုကနက်နက်ဆိုင်နားလဲအောင်မလုပ်တော့ပဲခဏတာတိယုံလုံးပဲလှုပ်လာတဲ့အတွက်တင်ယုံမှုစွမ်းရည်တွေလည်းကြားဆင်းလာပါတယ်။ဒါအပြင်ဤပညာလွန်ကဲမှုကြောင့်အာယုံစူးစိုက်မှုတွေရောနေလာသလိုပြဿနာတစ်ခုကြုံရင်ကိုယ်တိုင်မဖြေရှင်းတော့ပဲကိုကဲကိုပဲအားကိုးလာတဲ့အတွက်စဉ်းစားတွေးခေါ်မှုအပိုင်းမှာပါအကြီးအကျယ်ထိခိုက်လာတာပါတကယ်တော့ကျွန်တော်တို့ဟာခိုင်မာပြီးနှက်ဆိုင်တဲ့တင်းညွတ်လေလာမှုတွေလောကမဲနေရာမှာယာယူရှာဖွေမှုတွေနဲ့အစားထိုးလိုက်ကြတာပါပဲကိုယ်တိုင်မက်မဲ့စာဖုန်းကိုပဲအားကိုးလာကြတယ်ပြဿနာတစ်ခုကြုံရင်ကိုယ်တိုင်စဉ်းစားမဲ့စာ Google ကနေချက်ချင်းရှာလိုက်ကြတယ်ဒါတွေဟာကျွန်တော်တို့ရဲ့အာယုံစူးစိုက်နိုင်စွမ်းကိုတိတိတသာကိုအားနည်းသွားစေတာပါဒီနေ့ခေတ်မှာအလုပ်တစ်ခုတဲ့အပေါ်ချင်းကြအာယုံစူးစိုက်နိုင်စွမ်းကြားဆင်းလာနိုင်တဲ့ကျွန်တော်တို့ရဲ့စိတ်အခြေအနေဟာတဖြည်းဖြည်းနဲ့အရေးပြောချက်လာသလိုပဲစူးစိုက်မှုတွေလည်းပျော့ကွယ်လာနေပါပြီ။ကဲဒီလိုပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲ။အပိုင်းသုံးအနေနဲ့မှတ်ဉာဏ်ပိုကောင်းစေဖို့ဘယ်လိုလေ့ကျင့်မှုတွေလုပ်နိုင်လဲဆိုတာကြည့်ကြရအောင်။ကျွန်တော်တို့ရဲ့အတွင်းမှတ်ဉာဏ်ကိုပြန်လည်နှူးဆော်ပေးဖို့ဆိုရင်တတိထားပြီးလှုပ်ဆောင်ရမယ့်အလွယ်ကူဆုံးအချက်၃ချက်ရှိပါတယ်။နံပါတ်1ကိုယ့်အတွက်အရေးကြီးတဲ့ဖုန်းနံပါတ်5ခုလောက်ကိုအလွတ်ချက်ထားပါ။နံပါတ်2တပတ်ကိုတရက်တမမို့တနေ့ကိုတနာရီခန့်ဖုန်းအင်တာနက်လုံးဝမသုံးပဲ digital detox လုပ်ကြည့်ပါနံပါတ်3စစ်သွင်းရန်ကစားရပဟီလေးဖြည့်ရှင်းတာလိုမျိုး offline ညံစံကစားနေတဲ့အတွက်အချိန်ပေးပါတကယ်ကိုထိရောက်ပါတယ်နော်နောက်တစ်ခုကစာဖတ်တင်နေရမှာပါဖုန်းစကရင်ပေါ်မှာလက်နဲ့ပို့ပြီးအလွယ်တကူဖတ်နေတာထက်တကယ်စာအုပ်အစစ်ကိုကင်တွယ်ဖတ်ရှုတာကကျွန်ုပ်တို့ရဲ့ဦးနှောက်ကိုပိုပြီးနက်နက်ရှင်းရှင်းအလုပ်လုပ်စီပါတယ်ဒါကြောင့်စာအုပ်ဖတ်ခြင်းကမညံအတွက်အများကြီးပိုကောင်းစေတာပေါ့ဒါအပြင်အစည်းအဝေးတွေတင်တန်းဒီမှာဖုန်းနဲ့ထပ်ပုံအလွယ်တကူရိုက်ယူလိုက်တာမျိုးကလေဦးနောက်ရဲ့မှတ်သားမှုဖြစ်စဉ်ကိုလုံးဝကိုကြော်ဖြတ်သွားစေတာပါအဲ့ဒီအစားကိုယ်တိုင်လက်နဲ့မတ်ဆွေရသားချင်းကသာဦးနောက်ခဲကမှတ်ဉာဏ်လမ်းကြောင်းတွေကိုခိုင်မာအောင်တိစောက်ပေးနိုင်တာဖြစ်ပါတယ်ကောင်းတဲ့အလေးအကျင့်တွေသိပြီဆိုတော့အပိုင်းလေးအနေနဲ့ရှောင်ကျဉ်ရမယ့်အလေးအထားတွေကိုဆက်သွားကြပါမယ်ညီပညာဆိုတာအလုံးမဲ့ချောမွဲ့ပြီးအဆင်ပြေလွယ်ကူတယ်ဆိုတာကိုတော့ညင်းလို့မရပါဘူးဒါပေမဲ့ဒီလိုအဆင်ပြေမှုတွေရဲ့နောက်ွယ်မှာပဲကျွန်ုပ်တို့နေ့စဉ်တတိမထားမိပဲကြားရောက်နေတဲ့တိမြင်နိုင်စွမ်းဆိုင်ရာထောင်ချောက်တွေဖန်ခွေနေတတ်ပါတယ်ဥပမာလေးတစ်ခုပေးရရင်တာမန်တွက်ချက်မှုလေးတွေအတွက်တောင်ကနန်းပေါင်းဆက်ကိုချက်ချင်းကောက်ကင်လိုက်မဲ့အစားစိတ်တွက်နဲ့ပဲတွက်ချက်ဖို့ကြိုးစားတင်ပါတယ်ကိုဦးနှောင်နဲ့စိတ်ထဲမှာပဲတွက်ချက်ချင်းဟာကျွန်တော်တို့ရဲ့ဦးနှောင်အတွက်ကုန်ကြစီလုံးဝမရှိတဲ့အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်နောက်တဲ့ရှောင်တင်တာကတော့အလုပ်တွေအများကြီးကိုတပြန်နေတဲ့လုပ်တာပါပဲအဲ့လိုလုပ်တာဟာပိုပြီးချီအောင်မြန်ဆန်ထွားစေတာမဟုတ်ပါဘူးဦးနောက်ကိုပိုပြီးမှန်းစီအောင်တာမကဘာကောမှတေချာမမတ်မိစီတော့ပါဘူးနောက်တစ်ခုကတော့အချက်လက်တီကိုအပေါ်ရန်ဖက်သွားတာမျိုးကိုရှောင်ပြီးတေချာနားလေအောင်ဖက်ရှူတဲ့အလေးထောက်ကိုမဖြစ်မနေလှုပ်ဆောင်ရမှာမယ်အရေးကြီးဆုံးကတော့ကျွန်တော်တို့ရဲ့အိတ်ဆက်ချိန်ကိုကာကွယ်ဖို့ပါပဲအဲ့ရမဝင်ခင်ဖုန်းသုံးတာကိုလုံးဝရှောင်ကျဉ်ရပါမယ်ဘာလို့လဲဆိုတော့ဖုန်းကထွက်တဲ့အလင်းပြဟာဦးနောက်ရဲ့အနားယူမှုကိုတိုက်ရိုက်နောက်ရက်ပြီးတဘာဝအတိုင်းမှတ်ညက်သိမ်းစီတဲ့လုပ်ငန်းစဉ်ကိုကြီးကြီးမားမားထိခိုက်စေလိုပဲဖြစ်ပါတယ်။ကဲနောက်ဆုံးပိုင်းကအနေနဲ့ဒီအချက်တွေအားလုံးကိုအခြေခံပြီးမိမိကိုယ်ကိုဘယ်လိုပြန်လဲသုံးသပ်မလဲဆိုတာလေ့လာကြည့်အောင်။ခေတ္တရနာပြီးမိမိကိုယ်ကိုပြန်လဲသုံးသပ်ခြင်းဟာ Digital Amnesia ဆိုတဲ့တန်တရားထဲကနေရုံထွက်နိုင်ဖို့အတွက်အမှန်ကန်ဆုံးပထမခြေလှမ်းပါပဲ။
ကျွန်တော်တို့ရဲ့စိတ်ကိုကြည်လင်အောင်ပြန်လဲစမ်းစစ်ကြည့်ကြရအောင်ပါ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာမှတ်ညာအားနည်းလာတာမျိုးခံစားနေရပြီလားဆိုတာကိုရိုးရိုးသားသားပြန်မေးကြည့်ဖို့အင်မတန်အရေးကြီးပါတယ်။အကယ်၍ခံစားရတယ်ဆိုရင်နေတိုင်းသွားနေကြလန်ကြောင်းတွေကိုပဲမေးနေတာလား။ဒါမှမဟုတ်အရင်နှီးဆုံးသူတွေရဲ့ဖုန်းနံပါတ်တွေကိုတော့မမှတ်မိတော့ဘူးလားဆိုတာတေချာလေးစမ်းစစ်ကြည့်ပါ နောက်ထပ်အရေးကြီးတဲ့မေခွန်းတစ်ခုကတော့ကျွန်တော်တို့နေ့စဉ်ဖုန်းကြည့်တဲ့အချိန်ပမာဏဘယ်လောက်ရှိလဲဆိုတာပါပဲကိုယ့်ရဲ့နေ့စဉ် screen time ကိုကနန်းနဲ့အတိအကျပြန်တွက်ကြည့်လိုက်တာကလိုအပ်နေတဲ့ digital detox ကိုစတင်ဖို့အတွက်လက်နှိုးထွားစေမဲ့လက်တွေ့ကျတဲ့တွန်းအားတစ်ခုဖြစ်လာနိုင်ပါတယ် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပုံမသိရှိလို့ရဆိုရင် Hello Sayawan Medicover Hospitals နဲ့ CLL Health တို့ကပံ့ပိုးပေးထားတဲ့အချက်လက်တွေကိုဆက်လက်လေ့လာနိုင်ပါတယ်။ဒီလိုလေ့လာပြီးမှန်ကန်တဲ့လို့ဆောင်ချက်တွေလို့တော့မယ်ဆိုရင်ကျွန်တော်တို့ရဲ့မှတ်ဉာဏ်တွေဟာကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဖြစ်အမြင့်တည်ရှိနေမှာသိကြပါတယ်။ကဲနောက်ဆုံးအနေနဲ့တစ်ချက်လောက်စဉ်းစားကြည့်ကြပါစို့။မနေ့ဖြန်တာအင်တာနက်ကြီးအပြီးတိုင်ဖြတ်တောက်သွားခဲ့ရင်ကျွန်တော်တို့ချစ်ရတဲ့သူတွေထက်ကပနီယောရဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့ရဲ့ဦးနောက်ကတကယ်မှတ်မိနေမှာလဲ။